ကောင်ကတော့ဘောကာတဲ့နောက်ပေါ်တဲ့ဘောကာဒီကောင်ဟိုတနေ့ကဝယ်တယ်7000ရှိတယ်7000တောင်းလို့တော့ကောင်းတယ်ဟိုကောင်တော့ဟိုဘောအရင်ဘောကာတော့နဲ့ဆိုင်ရင်တော့မကောင်းဈေးတော့ကြီးတယ်ဟိုဘောကာ6000ကျော်ရဒါ7000တော့မကောင်းဘူးမကောင်းတောင်းလို့မကောင်းဘူးဟိုစောတာရဲ့နဲ့တံမြာလေးစစ်လေးရဲ့ပြီးရင်တော့ဟိုကောင်150ဟိုဟာလေးနဲ့တံမြာလေးလေးနဲ့စောတာလေးနဲ့ရေငယ်ရေလေးနဲ့ရက်လေးနဲ့ရောဆက်လိုက်တယ်အဲဒါဆိုလုံးဝတောက်ရတာစမကြစားလေးပါလည်းထည့်နိုင်တယ်နော်ဒါပေမဲ့အရက်ကတော့မသိမချင်းတောက်မှာတကယ်လည်းကြိုက်တယ်ဒါပေမဲ့လူလဲအောင်တော့မတောက်ဘူးလူမူးအောင်မတောက်ဘူးတကယ်ချင်းတို့လည်းလူလဲအောင်မတောက်နဲ့လူမူးအောင်တော့တောက်မူးမအရသာခံလို့ကောင်းတာမမူးမချင်းတော့အရသာခံလို့မကောင်းဘူးဘလို့ဆိုတကယ်ချင်းတွေများဘီယာပဲများအောင်တောက်တာဘိုက်ကတင်းတင်းလာကဲလာတာဒီကောင်အရက်ကိုများပြင်းတောင်းတဲ့အတွက်ဘိုက်ကရှော့သွားတာတကယ်ချင်းတို့လည်းအရက်တောက်နော်ကျမ်းပါရင်လည်းညီတယ်နော် let's go ပါ